真的米干嘛？ဒီသုံးပွဲနဲ့မှဒီကောင်ပို့ကြတာရတယ်အမဒီဆိုင်ပွဲနဲ့ဘယ်လောက်ကြာပါလဲဒါ20လောက်အမကလေးဘွားတွေကပေါ့ဟုတ်ကဲ့ကလေးဘွားတွေဟုတ်တယ်ဟုတ်တယ်ကျွန်တော်တို့အခုအလန်တရာမှာအရန်နာမည်ကြီးတဲ့တက်တက်လို့ဆိုင်ခွန်ပြေဝတက်တက်လို့သမင်းဆိုင်ပေါ့ဖရားကြီးရဲ့ဒီဘက်ခြမ်းမှာပဲကျွန်တော်အိမ်မှာစားခဲ့ပါပြီကျွန်တော်တို့အေးဒေတာခက်ညီမတွေကလိုက်ကြွေတာပါတော်တော်စားလို့ကောင်းတယ်အဲ့ဒီရဲ့အစီအမံဒီမှာဖာလူတာအေးတဲ့ဆိုင်လေးရှိတယ်ဒီမှာလာရင်တော့ဒီမှာစားပေါ့ကျွန်တော်ဘိုက်အားတင်သွားရင်စားလို့လည်းကောင်းပါတယ်တို့တက်တက်လို့နေမြေမှာအရန်နာမည်ကြီးရတာတက်တက်လို့ဆိုင်တဲ့ဆိုင်လည်းဖြစ်ပါတယ်ဟိုတော့ပေးပြအဲ့ဒါဂျုံနဲ့လောက်တာအဲ့ဒါဘယ်ဝဲဒါဆိုတက်တက်တော့လို့ဒါဒီပဲပြဒီတမိုင်းနော်ဒါအဲ့ဒီဂျုံကိုပဲပိုင်းရောချက်ထားဥဒူဟင်းလို့ခေါ်တို့တဲ့တမိုင်းဒူနာမဂျုံမဲဂျုံအကြဝေးအတင်တဲ့အကြဝေးဂျုံလာနေနော်ကျွန်တော်တို့လာတာတခြားရည်စင်းတယ်မင်းဆောင်တော့မဟုတ်ဘူးအလန်တရာမှာတက်တက်လို့ဆိုင်အရန်နာမည်ကြီးရဲ့သမင်းဆိုင်ဟုတ်ခွန်ပြေဝထင်းဆိုင်သမင်းဆိုင်နာမည်ပါလဲခွန်ပြေဝထင်းဆိုင်နော်ခုနကဒါထင်တာတော့ဥစားဟိုဝက်ဥချောင်းနေတယ်မဟုတ်ဘူးတက်တက်လွတ်တွေပဲဒီမှာအကုန်လုံးတက်တက်လွတ်တွေပဲကြည့်ရတာဒါဆိုစီပဲတရားဓားပါဟင်းနဲ့မှာဂျုံပေါ့ဥဒူပေါ့ဂျုံနဲ့လောက်တာဥဒူလို့ခေါ်တာဥဒူလို့ခေါ်တာဟိုဒါငဆုပ်အသားတူးငဆုပ်သွားဂျုံနဲ့ပဲလောက်တယ်သူလုံးဝတက်တက်လို့နောက်တော့မှထူးခြားတာရှိတယ်ခုညမလေးတပြတစ်ချက်တော့သူ့လက်စင်းပြတာဟုတ်တယ်โอเคอยู่บ้านอยู่แล้วมาชอบခံလိုက်တယ်ชอบခံလို့မူးအောင်ပြန်ပြုတ်ရချက်တော့ဟိုပတ်ချက်တာလေဒီကောင်တညင်းဒီချက်ဆယ်ပဲနော်ညင်းဒီချက်ဒီကောင်ကဟိုစပြီးဘုံလုံးဒီဆိုဒီစုံဒါချက်ပေါင်တို့အဲ့ဒါချက်ပေါင်အဲ့ခဏတော့ချက်ပေါင်ဂျုံနေလေဂျုံကအနစ်ပဲယူရတယ်အမတစ်ချက်ရတယ်အမဒီဆိုင်ဖွင့်တာဘယ်လောက်ကြာပါလဲဒါ20လောက်အမကလေးဘွားတွေကပေါ့ဟုတ်ကဲ့ကလေးဘွားတွေဟုတ်တယ်ဟုတ်တယ်ကလေးဘွားတွေအဖေအမေတွေစားဖွင့်တာလားမဟုတ်ပါဘူးမိတို့ပဲဖွင့်တာလေအမဝိုင်းရောင်းပဲဟုတ်လားအမေတို့ဖွင့်တာအခုမဝိုင်းရောင်းအမဝိုင်းရောင်းဒီမှာလူအစားအများဆုံးစားကြပါပြင်စားကြတယ်ပဲခောက်ဆက်တုတ်တို့ဥဒူတုတ်တို့ခင်းနေကြတော့ဒီအသားတူးငဆုပ်တွေဥဒူတွေကကြများတာပေါ့နော်ဟုတ်ရောတို့ဘာမိုင်ကောင်းမလဲဒီမစားဘူးသေးမလေးတောက်ထားပြီဥဒုတုံးနဲ့ပဲပြတောက်နေမှာရော့စ်လာရော့စ်ကျွန်တော်ဖက်မှာတော့မကြားဘူးသေးဘူးပေါ့နော်ဒါစားကြည့်လိုက်မလားတော့ကြည့်တယ်ဟာလေဝက်ဟာ sorry နော်ဟာဝက်ဦးနဲ့တူတယ်စားတော့ကောင်းမဲ့ပုံပဲတော့စားကြည့်မလားတော့ဒီကောင်ကဟိုကတော့ဗာလဲကျုံလေးတော့မဆိုးစားလို့ကောင်းဒီစပေးမှာတက်တက်လို့ပေါ့နော်ဒါတွေကတော့တက်တက်လို့တွေပဲဒီကောင်ကောင်းတယ်ဟောမြည်ကြည့်နေဒီရတော့နော်ဟာဒါမဲ့ဒီတော့ပြတော့နေရာတကာနားမှာရပါတက်တက်လို့ဒီကောင်ကဒီဘက်မှာပဲရဒါပါတော့ခောက်ဆွဲတော့အများဆုံးနဲ့အားနာမှာဆိုကျွန်တော်ဒီနေ့နေတယ်ဒီသုံးပွဲနဲ့မှဒီကောင်ပို့ကြတာဒီကောင်ပို့ကြတာဒီလီပွဲနဲ့မှကျွန်တော်ဒီကောင်ပို့ကြရကျွန်တော်လည်းပို့အဆင်ပြေတယ်ဒီခောက်တော့ကားကောင်းတယ်ဒီကောင်ကျတော့တူဆန်တယ်တက်လို့ဆိုင်တော့ကောင်းတာပါဒီကောင်ပဲနဲ့ချက်တဲ့ညင်းပေါ့တော်တော်ကြာပြုတ်လာတဲ့ပုံစံမျိုးရှိတယ်ဒီဖဲလာလို့ကျက်တုံးနေဆိုရင်သူကထိတိုက်တာနဲ့ပျော်ကြပါတော်တော်ကောင်းတယ်